ကျမရဲ့ရီးစားနဲ့အချိုမြင့်ဆုံးနန်းတော်မဲ့အချိန်မှာပဲကျမမျက်နှာကဝက်ချန်တစ်ခုဟာသူ့ပတ်ဆက်ထဲကိုရုတ်တရက်ပေါက်ထွက်သွားခဲ့ပါတယ်။ဂျက်ကအဲ့ဒါကိုမျိုးချဖို့ခက်ခဲသွားပုံရတယ်။နောက်တစ်စက္ကန့်မှာပဲသူ့မျက်လုံးတွေလန်တက်သွားပြီးဇွန်ဘီတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတော့တယ်။သူကစကားပြောရင်းကျမစီကိုရှောက်လာတယ်။ကျမလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ကျမဒီလောက်မြန်မြန်ပြေးတာတောင်သူလိုက်မိလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ကံကောင်းထောက်မှစွာနဲ့ပဲကျမချက်ချင်းတုတ်ပြန်လိုက်ပြီးသူ့ကိုလက်သီးနဲ့ထိုးချလိုက်တယ်။အကယ်၍သူသာကျမကိုကိုက်လိုက်ရင်ဘာတွေဖြစ်လာမလဲဆိုတာမှန်းဆလို့တောင်ရမှာမဟုတ်ဘူး။အဲ့ဒီအချိန်မှာပဲကျမနောက်ကတကားကပိတ်သွားခဲ့တယ်။စပွဲထိုးမလေးကကျမလက်ကိုဆွဲထားပြီးမထွက်ခင်ပတ်စံရှင်းဖို့တတိပေးခဲ့ပါတယ်။ဂျက်ကသူ့သွားတွေကိုစပွဲထိုးမလေးရဲ့ပခုံးနဲ့စိုက်ချလိုက်တယ်။သူမလည်းချက်ချင်းပဲစုံပြီးဖြစ်သွားခဲ့တယ်။ကူးစက်မှုကဒီလောက်မြန်မြန်ပြန့်နှံ့မယ်လို့ကျမမထင်ထားခဲ့ဘူး။ကျမစပွဲပေါ်ကကက်ချက်ခက်ချက်ဘူးကိုဆွဲယူပြီးသူတို့မျက်နှာပေါ်ကိုညှစ်ထုတ်လိုက်တယ်။ကက်ချက်တွေကသူတို့မျက်လုံးကိုကွယ်သွားစေလို့သူတို့တိုက်ခိုက်တာကနေလွတ်အောင်မိဖို့ချောင်းတဲကိုခိုးဝင်ဖို့ခွင့်ရရသွားခဲ့ပါတယ်။ကျမတကားကိုပိတ်ဖို့တမျက်စိတစ်ချောင်းကိုအမြန်ဆွဲယူလိုက်တယ်။စိတ်အေးသွားတဲ့အချိန်မှာပဲလက်ကြီးတစ်ဖက်ကကျမပခုံးကိုလာကင်လို့လန့်သွားခဲ့ရတယ်။ကံကောင်းတာကဒါဟာမိဖို့ချောင်းမှုကြီးဖြစ်နေလို့ပါ။ဝန်ထမ်းမဟုတ်ရင်မဝင်ရဘူးလို့သူကကျမကိုတတိပေးခဲ့တယ်။ဇွန်ဘီတွေကစူညံတန်ကိုကြားပြီးတကားကိုရိုက်ချိုးပါတော့တယ်။စဖိုးမှုကြီးတုတ်ပြန်ဖို့အချိန်မရခင်မှာပဲတကားပွင့်သွားပြီးဇွန်ဘီတစ်ကောင်ကသူ့ကိုတိုက်ရိုက်ကိုက်လိုက်ပါတယ်။သူလည်းချက်ချင်းဇွန်ဘီဖြစ်သွားခဲ့တယ်။ဇွန်ဘီ၃ကောင်ကကျမစီကိုပြေးဝင်လာတယ်။ကျမဒဲအိုးကိုယူပြီးပြစ်ပေါက်လိုက်ပေမဲ့သူတို့အပေါ်ဘာမှတက်ရောက်မှုမရှိခဲ့ဘူး။မကြခင်မှာပဲသူတို့ကကျမကိုနေရံမှာကတ်အောင်ဝိုင်းထားကြတယ်။အဲ့ဒီနောက်မယုံနိုင်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။သူတို့ကကျမကိုဝစ်ပြုတ်ကိုးကွယ်လာကြတယ်။သူတို့ကကျမကိုသူတို့ရဲ့တခင်လိုမှားသွားတာလား။အဲ့ဒါကကျမကိုရဲရဲနဲ့အကြံတစ်ခုရစေခဲ့ပါတယ်။စဖိုးမှုဇွန်ဘီကိုဟင်းဆက်ချက်ခိုင်းပြီးစပွဲထိုးဇွန်ဘီကလှိဝက်ပါဝင်ပစ္စည်းတွေထည့်ပေးနေတဲ့အချိန်မှာကျမကတော့ဝက်ချန်တွေကိုဘာကာတွေပေါ်ညှစ်ချလိုက်တယ်။ဒါမှလူတွေပုံများများကျမရဲ့လှိဝက်ချက်ဘာကာတွေကိုမြည်စမ်းနိုင်ပါလေ။မကြခင်မှာပဲကဘာတဝမ်းလုံးကလူသားတွေဟာဇွန်ဘီတွေဖြစ်ကုန်ပြီးကျမတယောက်တည်းကိုပဲအလုတ်ကျွေးပြကြတော့တယ်။စဖိုးမှုကြီးကကျမအတွက်အထူးမျက်နှာပေါင်းတင်စေးတစ်ခုဖော်ဆက်ပေးခဲ့တယ်။အဲ့ဒါကိုလိမ့်ပြီးတဲ့နောက်ဝက်ချန်တွေပျောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစဖိုးမှုကြီးကရုတ်တရက်ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။မထင်မှတ်ပဲကျမရဲ့ဝက်ချန်တွေပျောက်သွားတဲ့အခါတူတိုရဲ့ဇွန်ဘီအခြေအနေတွေလည်းပျောက်ကွယ်သွားပါတော့တယ်